ကျွန်တော်နာမည်ကစောတာစုဖြစ်ပါတယ်လက်ရှိတောင်ယူထားတဲ့တောင်ကြတော့လက်ရှိတန်ခရိုင် K1O ဥက္ကဋ္ဌတောင်လဲတောင်ပြန်နှောင်းဆောင်နေပေါ့နော်ဒီတန်ရင်မြင့်ကြတော့တို့တိတလောတော့ဒီတမချောင်းနေစပြီးတော့စပြီးတော့စီစဉ်လာတယ်ပြီးတော့ဒီတမခွန်နဲ့တိဒီနဲ့ကျင်းဘက်ချမ်းမှာပြန်ပြီးတော့တို့ဒီတန်လွင်မြင့်နဲ့ပြန်စုပ်တယ်လို့တော့ကျွန်တော်တို့တိတလောလေးလာထားဘူးတော့အဲ့လိုမျိုးတော့ရှိပါတယ်မြေတစောက်လုံးမှာဘာသက်စီတတဝါတွေကြတော့အများကြီးကျွန်တော်ဒီငါတို့ရှိမယ်ပြီးရင်သက်စီတတဝါငယ်တို့တခြားအကောင်ပလောင်တွေတခြားဒီနားမှာကိုနားလာတဲ့တခြားရဲ့တတဝါတွေလည်းအများကြီးရှိပါတယ်တောင်ရင်မြင့်ကလူထုအတွက်ပြမယ်ဆိုတော့အကျိုးအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီအရင်စက္ကိကတဲ့ကောလည်းကျွန်တော်တို့ဒီခရင်လူမျိုးတွေကလည်းဒီရဲ့မြင့်တောင်ဘေးနားမှာပဲအသက်စင်တန်းလာတယ်ပြီးရင်လည်းစက်ပြိုရေးငွေညူရေးတော်ဖို့အတွက်ကိုရဲ့ဒီတော့ဖို့ရေးစီစဉ်ဖို့ဒီရဲ့တန်ရင်မြင့်အတွက်ကိုလည်းကျွန်တော်ပြည်သူအတွက်အဓိကတော့အရေးကြီးတယ်ကျွန်တော်နာမည်ချင်းကတော့စောကလီပါတော့လက်ရှိတော့ဒီထိုင်းနိုင်ငံမှာတနေရာမှာပေါ့ဟိုလက်ရှိဒီမှာနေပါတယ်ဒီတောင်ရင်မြစ်ထဲမှာတော့ဒီကလေးကတော့နားပေါ့နော်လက်ရှိတော့ဟိုကနားပါပဲနားတော့ပါငှက်တယ်တော့တော်ချာပါရှိရအရေးကအကူတော့တိတ်မတွေ့ရတော့ဘူးအရေးတော့ငှက်တယ်တော်တော်များရှိတယ်ဟိုဒီမြတော့လဲတော့ဒီလောက်ကတော့ဒီနေစားမှာနေတဲ့ဒီလူမျိုးတွေတော့ကြည့်ကြည့်ပါဟိုတော့ဒီဘယ်လိုလဲဆိုတော့သာဝန်ကြီးကဒီတော့ဒီနားချပါချရလဲသူကြတဲ့သူညှိရှာလို့ရတယ်သူကြတဲ့သူပေါ့ဒီတော့ဒီဇီဝရခွဲလာတော့ဒီတော်ရင်းမျိုးကလည်းဟိုဒီထိုင်းနိုင်ငံမှာလည်းလက်ရှိဒီစနေဆိုတော့ဒီဥဒယာဝရေဘယ်မှာလဲဆိုတော့အများကြီးဟိုဒါဖြစ်တာပေါ့ဒီရောင်းဝယ်ကုန်တွေထိုင်းရနေဟိုမြန်မာပဲဝယ်တဲ့ပစ္စည်းတွေမြန်မာနဲ့ထိုင်းရဝယ်တဲ့ပစ္စည်းတွေလည်းအများကြီးဒါရှိပါပဲတော်ရင်မိကမ်းချောင်းရောစိုက်ပျိုးစကားရမယ်ပဲအဲဆိုတာဒါမဲ့တို့ဆောင်းဒီမှာကတော့ပို့ပြီးတော့စိုက်ပျိုးကြတယ်ဒီဆောင်းမိုးကုံဆောင်းဘူးပေါ့ဒီမှာစက်ကြရတယ်ဟိုဒါဒီတို့မစီမီရပူတို့စစရပေါ့ပဲကိုစုံဟိုဒါချင်းပေါဟိုဒါဟင်းဒီအရွယ်မျိုးစုံပေါ့ပြီးတော့တို့လက်ရှိဒီလူတွေဟိုဒါတောင်းနေတဲ့ဟိုဆေးရကြီးပင်နေလဲတော်တော်များများစိုက်ကြည့်ကြတယ်တော်တော်များများလဲထွက်တယ်ဒီနှစ်ဖက်ကလောတော့ထိုင်းမှာကြည့်လဲဒီလူမျိုးများတယ်တို့ဒီမြန်မာပြည်ပဲကြည့်လဲဒီလူမျိုးပဲအများဆုံးတော့ဒီလူမျိုးကတော့ရကနောက်များဆုံးပေါ့90 96ပြောလို့ရပါတယ်စိတ်ချောင်းတွေပါတယ်ဒီတိုက်ပွဲတွေပါတယ်ပြည့်တော့ဒီချောင်းကူးတာနဲ့ဟိုဘက်ကမှဘာရောက်ခေါ်လို့ရတယ်စိတ်ပြေတယ်ကံကူးလာတယ်ရှိစိတ်ပြေတော့တော်လေးဟိုဒါအကျိုးပြုတယ်ပေါ့နော်ဒီစိတ်ချောင်းတွေတွေ့ပေါ့ဒီစိတ်ချောင်းတွေဒါပြီးတော့ဘယ်လိုလဲဆိုတော့ဒီလည်းအားအခြေမဟုတ်တော့အဲ့လိုသွားလာတယ်စိတ်ပြေတာပေါ့တော့တင်တော့ဒီချောင်းတစ်ခုလုံးဒီလိုစာဝါစီစေးနိုင်တော့ကပြောမယ်ဆိုတော့ဒီကိုတယောက်ရဲ့လူတယောက်ရဲ့ဟိုသူ့ကိုယ်ပဲအပြီးပေါ့နော်ဒီအမိုင်းပြီးတာတွေပါချောင်းထဲမှာမပြီးဖို့အဓိကတော့မိုင်းကိုဟိုဒါစနေတကြဆုပ်ပြဖို့ဒီချောင်းထဲမှာပြီးလဲချောင်းတွေကလည်းနည်းတော့သူကဟိုဒါစီစင်ပေါ်လဲဟာတာဖြစ်တယ်အဲ့လောက်မလုံနိုင်ဘူးလေ
ဒီကတော့ဒီအနာပိုင်ရောမြေချောင်းဟိုဘလိုကာကွယ်ရမလဲပြီးတော့ဒီခုလောစီစဉ်နိုင်ဖို့နော်တွင်နေပါရီနိုင်ဆိုင်ပဲထိုင်းပဲဖြစ်ဒီပြည်နယ်ဗချမ်းပဲဖြစ်ပေါ့ဟုတ်လားဒီတွင်နေပါရီဆိုင်ရမယ်ပြီးတော့ဒီမစားကူရောရှင်းနိုင်ဖို့ဒါဝရှင်းနိုင်ဖို့ပေါ့ တောင်ရင်းမြစ်ကိုရေစေးစီးဆင်းနိုင်ဖို့ရေစေးတွက်လက်ရေစေးအသုံးဝင်နိုင်ဖို့ပြည်သူတို့အရင်အလိုမျိုးကောင်းမှုပြန်နေနိုင်ဖို့ဆိုရင်တော့အဓိကဒီအမတ်တလိုက်တွေအမတ်တွေသုံးပြနိုင်တေချာစနစ်တကျသုံးပြဖို့လိုမယ်ပြီးရင်လည်းနိုင်ငံတကာအဒီပိုင်းတွေရောဒီဘက်ချမ်းမြန်မာပဲပြည်ကျွန်တော်ရဲ့ဒီအဖွဲ့အစည်း KNU ထိစားနေတဲ့ကျွန်တော်ရဲ့ဒီ KNU အချုပ်နေနေတိုင်းထဲမှာလည်းကျွန်တော်ဒီတန်ရင်မြစ်ကိုတနည်းတစ်နေ့အခုနောက်ပိုင်းမှာဆိုရင်တအားကိုပြူကျလာပြီအဲကြောင့်ပြူကျလာတဲ့အကြောင်းဒီမပြူကျတဲ့အပိုင်းထဲမှာကျွန်တော်ဘယ်လိုပြန်ပြီးတော့ကောက်ွယ်တိတ်တိတ်ဆောင်းဆောက်ကြမလဲအဓိကတော့ကျွန်တော်ဒီစစ်ပင်ခုတ်တာတို့သဘာဝဒီအန်ဒီရဲ့ပို့တော့မဖြစ်အောင်ကျွန်တော်ဒီစစ်ပင်လေးတွေကိုမခုတ်ဖို့စစ်ပင်စစ်ကိုင်းစစ်တုံးဒီရလဲတအားညောလာတယ်အဲ့ညောလာတဲ့အတွက်ကြောင့်ဒီဟာကိုလဲတော့ဒီရဲ့တန်ရင်ကြီးရဲ့တောက်ကပန်းမှာလဲတအားကိုပြူကျလာတယ်တနည်းတစ်နေ့ပူကျဲလာတယ်အားကြောင့်ဒီတော့လဲကျွန်တော်တို့ပြောချင်တာကဒီကရဲ့တိုင်းဘက်ချမ်းအာနာပိုင်တွေရောကျွန်တော်တို့ရဲ့ဒီမြန်မာဘက်ချမ်းအဖွဲ့အစည်းတွေအများအပြည့်ကျွန်တော်တို့လူချင်တာကတော့ဘာလို့ဆိုတော့ဒီတောက်ကပန်းတွေပို့ပြီးတော့တည်တန်းအောင်ကျွန်တော်တို့ဘယ်လိုအောက်ကတိုင်းလေးနဲ့ဘယ်လိုကာယံတော့ကျွန်တော်တို့ဘယ်လိုပြန်ကြည့်ကြောက်ကြမလဲပြီးတော့လဲတဘာဝသူ့တင်အလားသူ့ရဲ့ငကိုမူလတဘာဝအရေးစီကြောင်ရဲ့ကြည်လင်အင်းများတဲ့ကျွန်တော်တို့ရဲ့ဒီတတဝါတွေပို့ပြီးတော့စင်တန်နိုင်ဖို့အတွက်ပြီးတော့လဲပြည်သူတို့လည်းအရင်အလိုမျိုးတောက်တုံးနိုင်မဲ့အဆင့်တော့ကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့လောက်ကြမလဲဘာလို့ဆိုတော့အခုဆိုရင်ဒီရဲ့တောင်ရင်းကြီးကကျွန်တော်တို့တော့တော့မရဲတော့ဘူးဆိုတော့အခုဟိုဘက်ဟိုအပေါ်ဘက်ကျန်တမချောင်းနေစင်းလာတဲ့ဒီမြောက်ဒီဘက်ကျန်မှာဆိုရင်လည်းဘာလို့ဆိုတော့ဒါအဓိကတော့ဒီစက်ရုံအလုပ်ရုံလာလုပ်တဲ့လူကြီးကအမတ်တလက်အင်ဂျီအဝတ်အစားအကလုံးလွင့်ပြည့်ကြားလာတဲ့ဒီအမတ်တရတွေကဒီမှာတကယ်အရင်နေတဲ့ကျွန်တော်ရဲ့ဒီပြည်လူမျိုးတွေခံစားသုံးနေတဲ့ဒီရဲ့တန်ရင်မြင့်ဘေးပေါက်မှုချိန်မှာတက်ကြွရေးပါထိခိုက်ကြလို့အတော့ဘယ်လိုပြောမလဲဒီတော့သုံးရေးပါကျွန်တော်တို့တော့မရဲတဲ့အဆင့်ရှိတောင်အများကြီးဖြစ်ပေါ်လာတာပေါ့